နော် YG Butter Team Zone တို့ရဲ့ Battle 1 Series ပွဲလေးကိုတော့ ready လေးနဲ့ဒီပဲစောင့်ကြည့်လိုက်ပြီးဖြစ်ပါတယ်အားလုံးပဲဒါပြီးတော့ကြည့်ပြကြညီကိုတွေလက်မလေးတွေဟောပါနော်ပွဲလေးကတော့တကယ်စောင့်နေတယ်နော် YG ရဲ့ကျွန်တော်အဖွင့်ပွဲလား M7 ရဲ့ဒါပထမဆုံးစော့တယ်ဆိုတော့နော်လွယ်ပါမလားဘောလည်းရှိမတတ်ဘူးဒါက Final Slap ဖတ်ပလာဘလင်းတကယ်ကောင်းလေနော် connection ဟောလာတယ်သားကြီးอ่ะပိုင်းသွားတာ Final Slap ကြီးနော်ဘလင်းခုန်ပြီးတော့ terrifying လုပ်ပြီးတော့ဟို Deadly တင်ကပေါက်တယ်ဒီဖတ်ပလာ nice one ပိုင်းနဲ့ blue ခင်းတာတွေပါရပြီခုတော့လည်းမြန်မြန်ဆန်ဆန်လေးကိုပို့ချလိုက်တာတတိယရမယ်ကောင်းပြီလွယ်တယ်သားကြီးလွယ်တယ်ဟာရောဒီလိုကြီးပါရိုးမလားပေါ်လဲကလောက်မတီးဘူးကလောက်မတီးဘူးတော့အဲ့မှာ hacker ချက်ကန်ပြီးဝိုင်းနေတော့ blink အပေါ်လန်းအောက်လန်းမှာသူ့ချေရလေးကြီးပဲညီတို့ hacker ကိုပေးကြုံကပေးကြုံရတယ်မင်းမင်းရိုက်နေအဲ့တော့ပြီးတော့ဘတ်တစ်ခုအရင်ဆိုင်မရရနော်လေကျွန်တော်တို့ဘတ်တာ BD5 နေမှာခဲထားတယ်လန်နဲ့ flag ကင်ပေါက်ဝိုင်းနေမှာတော့ zip aura တန်းပြောက်သွားသလို redifusion လည်းတိတိကျကျလေးပဲဟမ်ပေါက်စားသွားနေမှာတော့မဒူးလို့ inju လေးနဲ့ပြေးဖို့ကြိုးစားမယ်နောက်မှာတောင်းရှောင်းလေးတော့ဒီလေးပဲပေးဖို့တော့ချောင်း AUG တွေပါသုံးပြီးတော့ပြေးသွားလွတ်ပေးလိုက်တော့ရတယ်တိုင်းဂျန်ဂလာတကောင်နဲ့တတင်းလေးရခဲ့တာဆိုတော့ရန်တန်သွားပြီကိုပြန်ပတ်မယ်စိတ်ကိုတီးတီးငင်းငင်းလေးထားဘာမှလောစရာမလိုတိုင်းကြီးဆိုတာကိုဒီလိုစော့ရတယ်အဲ့ဒါတော့ခေါင်းနဲ့ CF ကိုပြရတယ်နော်အပေါ်သေးနေဆိုတာဗလက်ဒီလိုဆော့ဟာနော်ဒီရိုက်ချအောက်ကသေးနေဝိုက်ကကအသေးတွေပါဒါ level ညီလေးမင်္ဂလာပါဟာရလိုက်တယ် HQ ပေါက်တော့သွားတာရောက်ရေးရင်းပြန်မောက်ပြီးနေတာတော့သေးတာပေါ့ဒီလိုလေးပုံပေါ်ပေးတယ်တော့ကဲနောက်ပွဲလေးကိုပြန်ပြီးတော့ဖိုးကမ်းမယ်နေတော့နောက်ဆုံးတာတယ်ဒီလေကျွန်တော်တို့မြန်မာတင်းအတွက်ပြောသွားမလား retweet အာ zip aura လာပေါက်သွားပြီလေ ham နေနဲ့ roll လေးနဲ့ပြန်ပေါက်သွားတယ် hue ကလေးပါလေးပြန်ရအောင်မလားဟောလေဘာရှာဒီပြန်ပေါက်တယ်ကန်နီဖလက်ကခုံဝိုင်းနေမရတဲ့ bright လေးကိုပဲဆွဲစားမယ်နေတော့ဒီမှာ bright နေနဲ့ AOG သုံးပြီးတော့ပြေးဖို့ကြိုးစားနေတယ်လုံးဝမလုံလောက်ခဲ့ရင်လည်းကေးလေးတစ်ကောင်တော့ပြန်ရယူထားတယ်ကတော့ plan နေကြတယ်ဝင်ဖြန်းနေနေတော့သူကနေ raspberry ပြန်ပြီး hack up ပြန်ပြီးတော့ deadly stick ကပေါက်ထားလိုက်တဲ့နေတော့ဒီမှာပိန်မလို့ပဲထိုင်ညသွေးတစ်စက်လေးတော့သွားတယ်ဗောနော်တာနေတော့မင်းရတယ်ကိုယ်ပါပဲပြဿနာအော်အောင်လမ်းမှာလေဘလင်းကထပ်တတ်လိုက်ပြန်ပြီဘန်ကိုင်းဒီငါတီကောင်ဖြစ်နေပြီဟို hacker နဲ့တွေ့တော့တော့နေတော့မေဂါဘာညာရတော့တယ်ဒါပေမဲ့မေးစရာရှိတာတော့အပြင်ဒီအပေါ်လမ်းမေဂါအပြင်ပေါ့နော်ကျွန်တော်အလဲလမ်းနဲ့အောက်လမ်းမေဂါတွေမှာဘယ်လိုမျိုးထပ်ယူလဲဆိုရင်ပုံစံမျိုးတော့ဆက်ကြည့်အောင်တက်တာထပ်တက်နေတယ်လို့တော့မြင်တယ်နော်မေဂါတလဲတော့လည်းမကျင်တယ်ပဲလေနည်းနည်းဒိုက်ကြည့်မလားတာနေတော့ကြီးကဲနော်ဗတဲ့ဘယ်လိုမျိုးပုံဖော်မလဲဒါနိုင်ပေါ်ယူတော့ Black Dragon ပေါအရင်ဆုံးတွေးလေးပဲဆန်းလာတာထဲထဲဝင်မလုံးနေအောင်တိုင်းတော့စိတ်ရှိအောင်အဲ့မှာလဲယူတော့ Fury Attack ကိုတော့ရောက်အောင်ရှောင်ထွက်ခဲ့တယ်နောက်မှာ Hack ရဲ့ damage တွေကြောင့်ကန်ဒီပြောက်သွားတယ်ရင်း damage လည်းပါတယ် Assassin တစ်ကောင်ဝင်လုံးတာဘလို့မှမခံနိုင်ဘူး stick ဒါမှပို့နဲ့အောက်ရှောင်းလေးတော့တဲ့အင်းမို့ကျူးသားနေတယ်နော်ရရှိခဲ့တဲ့ Hero King တစ်ကောင်လေးနဲ့ကျင်းကျင်းနဲ့တော့ပြန်ဖတ်ထားတယ်